ကိုသုံးနေတဲ့ကွန်ပျူတာကဘာမျိုးစားလဲဆိုတာဘယ်လိုကြည့်ရမလဲရှင်လွယ်ပါတယ် start ကိုနှိပ်ပြီးရင် settings ကိုနှိပ်ပြီးရင်ဘယ်ဘက်က system ကိုနှိပ်ဒါဆိုရင်ညာဘက်မှာ display sound notification စတာတွေပေါ်လာမယ်ဟိုအားဆုံးကိုရွှေ့ပြီး about ကိုနှိပ်ပါဒါဆိုရင်ညာဘက်မှာသင်ကွန်ပျူတာရဲ့ storage ပမာဏ graphic ကအမျိုးအစား RAM ပမာဏနဲ့ processor အမျိုးအစားတွေမြင်ရပါမယ်အဲ့ဒီအောက်မှာသင်ကွန်ပျူတာရဲ့ device specification ဖြစ်တဲ့သင်ကွန်ပျူတာ name processor model နဲ့ generation နဲ့ speed install RAM နဲ့ system type စတာတွေတွေ့ရပါမယ်အဲ့ဒါတွေရဲ့အောက်ဘက်မှာသင်သုံးနေတဲ့ Windows အမျိုးအစားကိုဖော်ပြထားတဲ့ Windows specification ကိုတွေ့ရပါမယ်အဲ့ဒီမှာ Windows အမျိုးအစား model version နဲ့ OS build number တွေတွေ့ရပါမယ်ဒါဆိုရင်သင်ကွန်ပျူတာရဲ့အကြောင်းဘယ်လိုကြည့်ရမလဲဆိုတာသဘောပေါက်လို့ပြီးထင်မလား